အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဝတ်သားအရန်ကြိုက်တဲ့တထေးကိုဝတ်သားနဲ့ပုံရင်ကြီးနဲ့ချက်ကျွေးဖြစ်ပါတယ်ရင်ဆုံးဝတ်သားကိုဒါချီတာရဲ့စားရဲထည့်ပြီးတော့အရတာနယ်ထားပါမယ်ပုံရင်ကြီးကိုတော့ရေနွေးထည့်ပြီးတော့ဖြော်ထားပေးပါမယ်စီပူလာရင်တော့ဂျင်းချက်တုံဖြူအနေနဲ့ငြုတ်တီးစိမ့်မှုရောချိတ်ထားတာလေးကိုထည့်ပြီးတော့စီးတက်ပေးပါမယ်စီတန်းနံလေးမွေးလာရင်တော့ခုနကအရသာနေထားတဲ့ဝတ်သားလေးထည့်ပြီးတော့ဝတ်သားလေးကိုလုံးပေးပါမယ်ပြီးရင်တော့ရေလေးအနှဲငယ်ထည့်ပါမယ်ရေထည့်ပြီးသွားရင်တော့ဝတ်သားနူးအောင်လို့အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ရေလေးခမ်းပြီးစီးပြန်လာရင်တော့ခုနကဖြော်ထားတဲ့ပုံရီကြီးရေလေးထည့်ပေးပါမယ်ဖုံးလေးခဏအုပ်ပေးထားပါမယ်ရေခမ်းပြီးတော့စီလေးပြန်လာရင်တော့ပုံရင်ကြီးနဲ့မှုန့်မွေးလေးနဲ့ဝတ်သားပုံရင်ကြီးဟင်းနေရပါပြီတတိယတော့အရင်ဘကမြန်မာလူမျိုးဝင်စားလာအောင်မရပုံရင်ကြီးလဲသူကြိုက်ပါတယ်멋쩍이다.